လူတိုင်းမှာကိုစီဖုံးကွယ်ထားခြင်းတဲ့အတိတ်တွေဒဏ်ရာတွေနဲ့လောကကြီးကိုရင်ဆိုင်ဖို့ဝစ်ဆင်ထားရတဲ့မျက်နှာဖုံးတွေရှိကြပါတယ်ဒါပေမဲ့ဒီမိန်းကလေးကတော့ထူးခြားတယ်သူမဟာဒေတာခန်နာမည်ကြီးလူကြီးဖြုတ်ရေးကလပ်တစ်ခုမှာနာမည်ကြီးအဲကျိုဝန်ထမ်းဖြစ်ခဲ့မှုပေမဲ့အခုတော့ပင်လယ်ကမ်းခြေမျိုးတစ်မျိုးကတင်းငယ်တဲ့ဘန်ဒိုဆိုင်လေးမှာအယောင်ဝန်ထမ်းအဖြစ်အေးအေးလူလူအလုပ်လုပ်နေပါတယ်သူမရဲ့အတိတ်ကထူးခြားတဲ့အလုပ်ကိုင်ရဲ့ဆွဲဆောင်မှုရှိပြီးချုံမြိန်တဲ့ရုပ်ရည်ကြောင်းရဲ့မြို့တွေကယောက်ျားတွေအများကြီးဟာသူမစီကဘန်ဒိုဝယ်ဖို့နေတာတန်းစီနေကြတာပေါ့တခါတလေအသက်လက်ပိုင်းအမျိုးသားတွေရဲ့ရိုင်းဆိုင်တဲ့ချင်းကပ်မှုတွေနှာဘူးဆန်တဲ့စကလုံးတွေကိုရင်ဆိုင်ရတဲ့အခါမှာလဲသူမဟာစိတ်ဆိုးဒေါသထွက်မနေပဲအမြဲတမ်းပေါ့ပေါ့ပပအပြုံးတစ်ခုနဲ့ပဲတုတ်ပြန်လေးရှိပါတယ်私がさそんなにスタミナつけてどうすんのだってさ今夜も金ちゃん満足させたいじゃんမိဖို့ကြောင့်တွေကပါရမီရှင်စပုံမူဘီကဘေးကနေလောင်ပြောင်တရောရင်တောင်သူမဟာလုံးဝခယူးမဆိုင်ပါဘူးさすが元風俗嬢は男のあしらいがうまいねありがとうございます褒めてないよသူမနာမည်ကချီဟီရိုပါသူမဟာသူမရဲ့ကိုယ်ပိုင်ဘုံတီးလုံးတိုင်းပဲဘဝကိုအမိခိုကင်းကင်းချီတက်နေပြီးလူဖွဲ့စည်းရဲ့ရိုးရာဓလေ့တွေအကောင်းဆုံးသတ်မှတ်ချက်တွေကိုဂရုမစိုက်ပဲသူမကြိုက်တာကိုသူမလွတ်လပ်စွာလုပ်တတ်တဲ့အမျိုးသမီးတစ်ယောက်ပါပြီးတော့သူမဟာသူမပတ်ဝန်းကျင်ကလူသားအလုံးကိုအမြဲတမ်းကျင်နာစွာဆက်ဆံတတ်ပါတယ်ဒီနေ့မှာတော့ချီဟီရိုတစ်ယောက်လမ်းလျှောက်လာရင်ကလေးတစ်စုကဝိုင်းပြီးအနိုင်ကျင့်ရန်ပြုနေတဲ့အသက်ကြီးကြီးအမိုက်ကောက်သမားအဖိုးအိုတစ်ယောက်ကိုတွေ့လိုက်ရပါတယ်ချီဟီရိုဟာချက်ချင်းပဲအဖိုးအိုကိုကယ်တင်ပေးခဲ့ရုံတင်မကပဲစားလောင်နေတဲ့သူ့ကိုဘန်ဒိုဘူးလေးနဲ့ပါကျွေးမွေးခဲ့ပါတယ်အဲ့ဒီအမိုက်ကောက်သမားကြီးစီကနေလူတွေနာခေါင်းရှုံကြတဲ့အနံ့ဆိုးတွေကန့်ကြီးနေပေမဲ့ချီဟီရိုကတော့နည်းနည်းမှရုံရှာခြင်းမရှိပဲဂရုမစိုက်ခဲ့ပါဘူး။ရင်းအစားသူမဟာသူ့ဘေးနားမှာတငယ်ချင်းဟောင်းတူလို့ရင်းရင်းနီးနီးထိုင်လိုက်ပြီးသူမရဲ့ဘဝအကြောင်းအလုပ်အကြောင်းတွေကိုတွတ်တွတ်နဲ့ပြောပြနေခဲ့ပါတယ်။အဖိုးကြီးထမင်းစားပြီးသွားတဲ့အခါမှာလည်းချီဟီရိုကသူ့ကိုပြစ်မထားပဲအိမ်ကြီးလိုက်ပို့ပေးခဲ့ပြီးကိုယ်တိုင်ရေချိုးပေးကသူမရဲ့တန်ရှင်းတဲ့အဝတ်စားတွေကိုပါလဲဝတ်ဆင်ပေးခဲ့ပါတယ်私の服似合ってるねထိုလူကြီးဟာပြားများနေတဲ့ချီဟီရိုကိုကြည့်ပြီးတစ်ချိန်လုံးစကားတစ်လုံးညမပြောခဲ့ပေမဲ့လမ်းခွဲလို့ထွက်သွားတဲ့အခါမှာတော့တပစွာပြုံးပြပြီးချီဟီရိုကိုကျေးဇူးတင်ကြောင်းရိုးရိုးသေးသေးဥညွတ်နှုတ်ဆက်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့စိတ်လှုပ်ရှားပြီးတုန်လှုပ်နေတဲ့ចောင်းသူလေးတူချီဟီရိုတို့ဘန်ဒိုဆိုင်ကိုရောက်လာပါတယ်။ချီဟီရိုဟာအဲ့ဒီမိန်းကလေးကိုချက်ချင်းမှတ်မိသွားတာပေါ့။သူမဟာလမ်းတွေပေါ်မှာချီဟီရိုကိုတိတ်တဆိတ်တက်ပုံကိုရိုက်နေတဲ့မိန်းကလေးပဲဖြစ်ပါတယ်။ချီဟီရိုကစိတ်ဆိုးမဲ့အစာပြုံးပြပြီးကင်မရာအတွက်တက်ရက်ပို့ပေးလိုက်တဲ့အခါလက်ပူးလက်ကျက်မိသွားတဲ့မိန်းကလေးဟာထိတ်လန့်တကြားနဲ့ချက်ချင်းလှည့်ပြေးသွားပါတော့တယ်今日は撮らないのすみませんသူမရဲ့အမိကရှောင်းလိုက်ပါရှောင်းလိုက်ဟာအပြင်ပန်းမှာလူလေးယောက်ပါတဲ့ချမ်းသာကြွယ်ဝတဲ့မိမလာစုထဲမှာနေထိုင်ရပြီမဲ့အာနာရှင်ဆန်နဲ့ဖခင်နဲ့ခေါင်းငုံခံနာခံတတ်တဲ့မိခင်တို့ကြောင့်အိမ်တွင်းလေထုဟာအမြဲတမ်းမွန်းကျက်လို့နေပါတယ်ဒါကြောင့်သူမဟာသူမရဲ့စစ်မှန်တဲ့အတွင်းစိတ်ခံစားချက်တွေကိုထုတ်ဖော်ပြောဆိုဖို့ဘယ်တော့အခါမှမဝင်မရဲဖြစ်ခဲ့ရတယ်။ကျောင်းမှာအတန်းဖော်တွေနဲ့ဆက်ဆံတဲ့အခါမှာလည်းသူတစ်ပါးအလိုကျဖြစ်အောင်အမြဲလိုက်ရောမျက်နှာချိုသွေးပြီးနေထိုင်ရရှာပါတယ်။တရက်မှာချီဟီရိုတယောက်လမ်းဘေးကြောင်လေးတစ်ကောင်နဲ့လွတ်လပ်ပေါ်ပါစွာကစားနေတာကိုရှောင်းလိုက်မြင်လိုက်ရတဲ့ကချီဟီရိုရဲ့အချုပ်အနှောင်ကင်းတဲ့စိတ်ထားကရှောင်းလိုက်ကိုနက်နက်ရှိုင်းရှိုင်းဆွဲဆောင်သွားခဲ့တာပါ။သူမဟာအရေးထဲမှာပုံအောင်ပြီးချီဟီရိုကိုတိတ်တိတ်လေးဓာတ်ပုံရိုက်လေးရှိတာဘာကြောင့်လဲဆိုတော့ဒါဟာသူမဘဝမှာအမြဲတမ်းတောင်းတခဲ့ပေမဲ့ဘယ်တော့မှမရရှိနိုင်ခဲ့တဲ့လွတ်လပ်တဲ့ဘဝမျိုးဖြစ်နေလို့ပါပဲ။အဲ့ဒီနေ့လေခင်းမှာချီဟီရိုကပင်လယ်ပြင်ကြီးရဲ့ဘေးမှာတယောက်တည်းရက်ပြီးအဝေးကိုငေးကြည့်နေခဲ့ပြီးရှောင်းလိုင်းကနောက်ကနေတိတ်တိတ်လေးလိုက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့ရှောင်းလိုင်းဟာကြောက်မနေတော့ပဲသူ့ရဲ့စစ်မှန်တဲ့အတွင်းစိတ်ခံစားချက်တွေကိုလိုက်နာပြီးရှေ့ကိုတိုးလာခဲ့တယ်隣いいですかどうぞရှောင်းလိုင်းကဘာလို့သူ့ကိုတိတ်တိတ်လေးတက်ပုံရိုက်နေတာလဲဆိုတာကိုအထူးတလဲရှင်းပြမနေသလိုတဘာဝအတိုင်းချီဟီရိုကလည်းဘာမှမမေးပါဘူး။နှစ်ယောက်သားပင်လယ်ဘေးမှာတိတ်တိတ်လေးရက်နေကြပြီးဒီရေတက်ရေကြကိုတိတ်ဆိတ်စွာငေးကြည့်နေခဲ့ကြတယ်။အဲ့ဒီချိန်ကစပြီးသူတို့နှစ်ယောက်ဟာအသက်အရွယ်မရွေးတငယ်ချင်းကောင်းတွေဖြစ်လာခဲ့ပါတယ်။ချီဟီရိုရဲ့လွှမ်းမိုးမှုကြောင့်ရှောင်းလိုင်းဟာသူ့စိတ်ထဲရှိတာကိုရဲရဲဝံ့ဝံ့ပြောရဲလာပါတယ်။အတန်းဖော်တွေနဲ့ပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်မဟုတ်တာကိုမဟုတ်ဘူးလို့ညှင်းဆိုတက်လာခဲ့ပါပြီ။တညနေခင်းမှာတော့ချီဟီရိုနဲ့အတူအလုပ်လုပ်ခဲ့မှုတဲ့တငယ်ချင်းကအလဲလာပါတယ်။အတူတူတောက်စားရင်တယောက်နဲ့တယောက်ဘဝအကြောင်းကိုပြန်ပြောပြဖြစ်ကြတာပေါ့။သူမရဲ့တငယ်ချင်းဟာကိုပိုင်ဆိုင်တစ်ဆိုင်ဖွင့်ကျင်ခဲ့သူမရဲ့ညံဖြစ်မှုနဲ့အခြေခံခဲ့တာကြောင့်သူမရဲ့ကြီးစားဖြစ်သူကဖျော်ဖြေရေးလောကမှာနှစ်ပေါင်းများစွာပင်ပန်းခံစုဆောင်းထားတဲ့ငွေစုငွေချီးတွေအားလုံးကိုလိမ့်လေယူသွားခဲ့ကြောင်းငိုယိုပြီးပြောပြရှာတယ်။ဒါကိုကြားတော့ချီဟီရိုဟာဘာတရားစာမှမဟုတ်ဘူး။ဘာမှလည်းပြန်မပြောဘူး။သူမကတငယ်ချင်းရဲ့ဘေးကိုတိတ်တလေးတိုးခွေသွားပြီးသူမရဲ့ပခုံးပုံမှာခေါင်းလေးကိုအသားရတင်လိုက်ပါတယ်။တစ်ခါတရံမှာစိတ်တန်ရာရနေတဲ့လူတစ်ယောက်ကိုနှစ်သိမ့်ဖို့စကလုံးအများကြီးမလိုအပ်ပါဘူး။ရိုးရှင်းတဲ့အနားမှာရှိပေးခြင်းအမူအရာတစ်ခုနဲ့တင်လုံလောက်ပါတယ်ဆိုတာချီဟီရိုကောင်းကောင်းသိပါတယ်။နောက်တစ်နေ့မှာချီဟီရိုကပန်းချံထဲမှာတယောက်တည်းမန်ကာစာအုပ်ဖတ်နေတော့လမ်းဘေးကစိုးသွမ်းတဲ့ကောင်လေးတစ်ယောက်ကငွေရုပ်တူကြီးကိုသူမဘေးမှာလာချပြီးစားနောက်ပါတယ်ချီဟီရိုလန့်သွားပြီးစိုးသွမ်းတဲ့ကောင်လေးကိုတင်ကန်းစာပေးဖို့လိုက်ဖမ်းရင်းရံပွဲလေးဖြစ်ပွားရာကနေကောင်လေးကမတော်တဆသူ့လက်ထဲကတန်လိုက်အိမ်မြောင်နဲ့ချီဟီရိုရဲ့လက်မောင်းကိုထိုးမိသွားပါတယ်ချီဟီရိုရဲ့လက်မောင်းကတွေးထွက်နေတာကိုမြင်တော့ကောင်လေးကကြောက်လန့်ပြီးဘာလို့ရမှန်းမသိအောင်ကြောင်သွားရှာတယ်ဒါပေမဲ့ချီဟီရိုကသူ့ကိုစူပူချင်းမောင်းမဲ့စားသူမရဲ့ထုံးစံအတိုင်းဘန်ဒိုဘူးလေးဝယ်ပေးပြီးဟေးမင်းသားမလဲတာပါရှိတယ်လို့အေးအေးဆေးဆေးမေးလိုက်ပါတယ်おーいいただきますわいただきます
နောက်ဆက်တွဲစကားပြောကြီးမှကောင်လေးရဲ့နာမည်ကရှောင်းချမ်းဆိုတာသိလိုက်ရတယ်သူငယ်ငယ်ကလေးကသူ့အမေနဲ့အတူမိသားစုမပြည့်စုံပဲနေရအနှံ့လှည့်လည်သွားလာနေခဲ့ရတာသူ့အမေကနေတိုင်းအလုပ်အတွက်အစောကြီးထွက်သွားပြီးညနေမှပြန်လာတတ်တော့သူ့ကိုပြုစုဆောင်ရှောက်ဖို့အားလက်ချိန်လုံးဝမရှိခဲ့ဘူးဒါကြောင့်ရှောင်းချမ်းကလူတွေရဲ့အာယုံဆိုင်မှုကိုရချင်လို့စိုးသွမ်းပြီးပြဿနာရှာတတ်တဲ့စရိုက်ကိုကိုပါကိုမွေးမြူခဲ့ရတာဖြစ်ပါတယ် ごめんなさい。それじゃあダメだな。謝るときはちゃんと相手の目見て言わなきゃ。ごめんなさい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 。いい子。 ချီဟီရိုရဲ့မိတ်ဆက်ပေးမှုကြောင့်ရှောင်းလိုက်တဲ့ဆိုပေလေရှောင်းချမ်းတို့ပါတငယ်ချင်းတွေဖြစ်လာကြပြီးပင်လယ်ကမ်းဆက်မှာတိတ်ဆိတ်စွာလမ်းလျှောက်ရင်းစကားပြောကြပါတယ်ဒီပျော်ရွှင်စရာအချိန်တွေကသူတို့၃ယောက်လုံးရဲ့မျက်နှာမှာနေတိုင်းအစ်စ်မှန်အပြုံးတွေကိုစောင့်ချင်းပေးခဲ့ပါတယ်ညနေခင်းတစ်ခုမှာတော့ချီဟီရိုဟာသူမရဲ့အရင်ကြီးဆုံးတငယ်ချင်းနဲ့အတူညဈေးကိုတွားခဲ့ကြတယ်သူတို့နှစ်ယောက်စလုံးငါးမြခင်းကိုအရန်ကြိုက်ကြပေမဲ့တငယ်ချင်းကပိုက်ကိုတစ်ချက်ဖြစ်တိုင်းငါးတကောင်မိပြီးချီဟီရိုကတော့တကောင်မှမဖမ်းမိပဲလွဲချော်နေခဲ့တယ်ဒါကိုမြင်တော့ဆိုင်ရှင်ကချီဟီရိုကိုအားပေးဖို့ရှိတိုးလာတဲ့အခါအံ့ဩစရာကောင်းတာကချီဟီရိုကသူ့ကိုချက်ချင်းမှတ်မိသွားပါတယ်သူကသူမရဲ့ဖျော်ဖြေရေးကလပ်ကမန်နေဂျာဟောင်းဖြစ်နေလို့ပါပဲနှစ်ယောက်သားမတွေ့ရတာကြပြီဖြစ်လို့အတူတူထိုင်ပြီးအရက်တောက်ရင်းစကားဆမြည်ပြောဖြစ်ကြတယ် 我的，我们继续录像。 မကြခင်မှာပဲမန်နေဂျာကသူ့ဇနီးကိုကွာရှင်းလိုက်ပြီးအိမ်တော်ရေးရဲ့ချီနှောင်မှုတွေကိုဆုတ်လုကသူ့ရဲ့စစ်မှန်တဲ့ဝါသနာဖြစ်တဲ့ငါးမွညူရဲ့အလုပ်ထဲမှာပဲဘဝကိုမြုပ်နှံလိုက်ကြောင်းပြောပြတယ်သူ့စကားအရဆိုရင်သူဘယ်တော့မှမလွတ်လပ်တဲ့ဘဝကိုပြန်မနေထိုင်ချင်တော့ဘူးတဲ့ချီဟီရိုတယောက်အခုလိုဘန်ဒိုဆိုင်လေးမှာအေးအေးချမ်းချမ်းအလုပ်လုပ်နေတာကိုမြင်တော့သူ့မျက်နှာမှာအံ့ဩဝမ်းသာတဲ့အပြုံးတွေပေါ်လာခဲ့ပါတယ် 弁当や？マジでか。千尋が弁当やか。今お前どこ入ってそうでも食えたもんじゃない。အိမ်ပြန်လမ်းမှာသူမရဲ့တငယ်ချင်းကချီဟီရိုဆိုတဲ့ဇက်ခုံနမိတ်ကိုဘာကြောင့်အခုထိတုံးနေရတာလဲလို့ဆက်ဆူစွာမေးလာခဲ့ပါတယ်ဒီမေးခွန်းကချီဟီရိုကိုသူမရဲ့စူဝါလာတဲ့ငယ်ဘဝအတွေ့အကြုံတွေစီပြန်ခေါ်ဆောင်သွားခဲ့တယ်အဲ့ဒီတုန်းကသူမဟာမိဘတွေရဲ့စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်စွန့်ပစ်မှုကိုမကြာခဏခံခဲ့ရပြီးဘိုက်စာလုံးလုံးဆူရှီကိုတိတ်တိတ်လေးလုပ်ပြီးအမောင်ထောက်တဲ့နေရာမှာပုံအောင်ငိုယိုရင်းစားနေခဲ့ရတာပါဒါပေမဲ့တနေ့မှာတော့ဆွဲဆောင်မှုရှိပြီးလှပတဲ့အဝတ်စားတွေဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်နဲ့မတော်တဆဆောင်တွေ့ခဲ့တယ်အဲ့ဒီအမျိုးသမီးကသူမရဲ့လက်ရာကိုချီကျူးယုံတင်မကပဲကောလာဟာလာတွေကြောင့်စိုးရိမ်ပူပန်နေတဲ့ကလေးမလေးချီဟီရိုကိုရွေးထွေးတဲ့စကလုံးတွေနဲ့နှက်သိမ့်ပေးခဲ့ပါတယ် 怖くないよ。夜は私たちの味方だからね。 အဲ့ဒီအချိန်ကချီဟီရိုရဲ့မျက်နှာမှာပထမဆုံးအကြိမ်ဖြစ်စိတ်သက်သာရသွားတဲ့အပြုံးတစ်ခုပေါ်လာခဲ့ပြီးအစိမ်းတစ်ယောက်စီကနေရွေးထွေးမှုကိုစတင်ခံစားခဲ့ရတာပါလမ်းခွဲလို့အပြန်မှာချီဟီရိုဟာအဲ့ဒီအမျိုးသမီးရဲ့လက်ကိုကင်ထားခြင်းခဲ့ပေမဲ့တတိမရှိခဲ့ပါဘူးသူတို့ဟာမိနစ်အနည်းငယ်သာတီးကျွမ်းခဲ့ကြပေမဲ့နှဆိုင်နဲ့နှောင်ကြိုးရှိတဲ့မိခင်နဲ့သမီးလိုဖြစ်ခဲ့ကြတယ်လမ်းခွဲခါနီးမှာချီဟီရိုကသူမအကြိုက်ဆုံးတစ်စေးလေးတစ်စေးကိုလက်ဆောင်ပေးခဲ့ပြီးအမျိုးသမီးကလည်းသူမရဲ့လုပ်ငန်းကပ်ပြားလေးပြန်ပေးခဲ့တယ်အဲ့ဒီကပ်ပြားပေါ်မှာရေးထားတဲ့နာမည်ကချီဟီရိုပါပဲသူမကြီးပြင်းလာပြီးအရွယ်ရောက်ပြီးသူဖြောပြရေးလုပ်ငန်းမှာအလုပ်လုပ်တဲ့အခါအဲ့ဒီအမျိုးသမီးစီကရခဲ့တဲ့နှွေးထွေးမှုကိုထာဝရထိန်းသိမ်းထားခြင်းလို့အဲ့ဒီနာမည်ကိုပဲခံယူခဲ့ပြီးအခုလိုအဲ့ဒီလောကကနေထွက်လာခဲ့ရင်တော့အဲ့ဒီနာမည်ကိုဆက်သုံးနေခဲ့တာဖြစ်ပါတယ်ကိုယ်တိုင်နှွေးထွေးမှုကိုကြုံတွေ့ဘူးလို့သူ့ဘဝကတိတ်မချုံမွေ့ပေမဲ့တခြားသူတွေကိုနှွေးထွေးမှုတွေပြန်လည်လက်ဆင့်ကမ်းပေးဖို့ဝင်မလေးခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတော့ဒေါသတကြီးနဲ့အမျိုးသမီးတစ်ယောက်ဘန်ဒိုဆိုင်ကိုရောက်လာပြီးသူမကရှောင်းချမ်းရဲ့မိခင်ဖြစ်ကြောင်းချီဟီရိုကိုသူတို့သားအမိကိစ္စတွေဝင်မစွတ်ဖက်ဖို့ရန်လို့တတိပေးပါတော့တယ်ချီဟီရိုရဲ့ကျင်နာမှုကြောင့်အိမ်ကြီးချင်းတွေကသူမကိုကလေးကောင်းကောင်းမထိန်ဘူးလို့ကောလာဟာလာတွေပြောကြလို့ပါပဲသူမဟာတကူတော်မိခင်တယောက်မို့ကလေးကိုအချိန်မပေးနိုင်ပေမဲ့ကောင်းမွန်တဲ့မိခင်ဖြစ်အောင်အမြဲစူးစမ်းနေခဲ့တာပါအမျိုးသမီးရဲ့ရန်လိုတဲ့စကားတွေကိုရင်ဆိုင်ရတဲ့အခါချီဟီရိုကဘာမှပြန်မချေပပဲစိတ်ရင်းမှန်နဲ့တောင်းပန်ကြောင်းဦးညွတ်ခဲ့ပါတယ် すみませんでした。 အမျိုးသမီးကချီဟီရိုစီကဒီလိုညင်သက်တဲ့တုတ်ပြန်မှုမျိုးမမျှော်လင့်ထားတာကြောင့်အံ့အားသင့်ပြီးလှည့်ထွက်သွားခဲ့ရတယ်။မမျှော်လင့်ပဲတပတ်အကြာမှာအဲ့ဒီမိခင်ဟာပြန်လာပြီးချီဟီရိုရှိကိုပန်းစီတစ်စီးပစ်ပေးကဒါဟာချီဟီရိုရဲ့အကြံစီလားလို့ဒေါသတကြီးမေးပြန်ပါတယ်။ချီဟီရိုကဘာမှမပြောပဲပန်းစီကိုကောက်ယူကတေးသက်အောင်ပြန်ပြင်ပြီးအမျိုးသမီးကိုပြန်ပေးလိုက်ပေမဲ့အမျိုးသမီးကချက်ချင်းပြန်ပစ်ချခဲ့တယ်။ချီဟီရိုကစိတ်မပြတ်ပဲဒုတိယအကြိမ်ကောက်ယူပြီးထပ်ပေးလိုက်တဲ့အခါမှာအမျိုးသမီးရဲ့မျက်လုံးတွေမှာအပြစ်ရှိသလိုခံစားချက်တွေပေါ်လာပါတယ်။ これゴミにしたらあんた一生後悔するよ。なんで母親なんかがそれ分かってやれないんだよ。他人も家族もないんだよ。誠言ってたよ。うちのおにぎり食べながら母ちゃんの作る焼きそばもめちゃくちゃうまいんだって。もっと見てやんなよ。知らないよこんな花束のことなんて。お願い。 တကယ်တော့သူမရဲ့သားလေးရှောင်းချမ်းဟာ TV ကနေပန်းစည်းလုပ်နေကိုတိတ်တိတ်လေးတင်ယူပြီးသူ့ရဲ့တလားလုံးစာမုံကိုထောက်ပံ့ခြင်းကိုသုံးကမွေးနေ့မှာမိခင်ကိုအံ့အားသင့်အောင်ပန်းစည်းလက်ဆောင်ပေးခဲ့တာပါမိခင်ဖြစ်သူဟာသူမရဲ့ကလေးကိုအထင်လွဲမိပြီးသားပေါ်ဘီယူမဆိုင်မိခဲ့တာကိုနောင်တရကဝမ်းနေသွားပါတော့တယ်တနေ့နေ့လည်စာစားချိန်မှာတော့ချီဟီရိုဟာသူမရဲ့ဝေးချင်းမောင်လေးစီကနေလူတရက်ဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့ပါတယ် 母さんが亡くなったよ。အ
အဲ့ဒါကတော့သူမကိုငငယ်ကနှိပ်စက်ဆုပ်ပစ်ခဲ့တဲ့မိခင်ဖြစ်သူကွယ်လွန်သွားပြီဆိုတဲ့သတင်းပါပဲဒါပေမဲ့ချီဟီရိုဟာဝမ်းနဲ့ပူဆွေးတဲ့လက္ခဏာလုံးဝမပြခဲ့တယ်လို့ဇာပနာကိုလည်းအိမ်ပြန်မလာခဲ့ပါဘူးသူမဟာဘန်ဒိုဆိုင်မှာအလုပ်ဆက်မလုပ်တော့ပဲပင်လယ်ကမ်းခြေကိုတယောက်ထဲသွားပြီးရွေချက်မဲ့စွာရှေ့ကိုမင်းမောလျှောက်သွားနေခဲ့ပါတယ်နောက်ရက်တွေမှာလည်းအိမ်ထဲမှာပဲပိတ်လောင်ပြီးဘာမှမစားမတောက်ပဲအိမ်ယာထဲမှာလဲလျောင်းနေခဲ့တာပေါ့စိတ်ပူလို့လာရှာကြတဲ့တငယ်ချင်း2ယောက်ယူလာပေးတဲ့အစားအသောက်တွေကိုတော့သူမစိတ်မဝင်စားနိုင်တော့ပါဘူးおーい、死んでますか？生きてますか？あ、ဒါပေမဲ့တရက်မှာတော့ချီဟီရိုဟာသူ့အိမ်ကနေထွက်လာခဲ့ပါတယ်။သူမဟာဘန်ဒိုဆိုင်မန်နေဂျာရဲ့အိမ်ကိုသွားပြီးတတ်မှတ်ထားတဲ့နေရာတစ်ခုကိုလိုက်ပို့ပေးဖို့တောင်းဆိုခဲ့တယ်။အဲ့ဒီနေရာကတော့သူမရဲ့မိခင်ဖြစ်သူရဲ့အုပ်ကူရှိရာနေရာပါပဲ။ချီဟီရိုဟာဝမ်းနည်းပူဆွေးခြင်းသို့မဟုတ်စိတ်ဆိုးဒေါသထွက်ခြင်းမရှိပဲသူ့မိရဲ့အုပ်ကူဘေးမှာတိတ်ဆိတ်ငြိမ်သက်စွာထိုင်နေလိုက်ပါတယ်။မထွက်ခွာခင်မှာတော့အုပ်ကူရှိမှာဝက်တစ်ချတစ်စီလေးတစ်စုပ်စာချထားခဲ့ပါတယ်။ဒါဟာသူမကိုနာကျင်စေခဲ့တဲ့မိခင်ဖြစ်သူအပေါ်ခွင့်လွှတ်ခြင်းရဲ့လုပ်ရက်တစ်ခုဖြစ်တယ်လို့သူမရဲ့အတိတ်ကဒဏ်ရာဟောင်းတွေနဲ့ပြန်လည်တင်မြတ်လိုက်တဲ့သဘောလည်းဖြစ်ပါတယ်။အဲ့ဒီညနေမှာချီဟီရိုဟာဆေးရုံတက်နေတဲ့ဘန်ဒိုဆိုင်ပိုင်ရှင်အတော်ဒေဟေးကိုတွားတွေ့ပြီးမိုးရွာတံကိုနားထောင်ဖို့ပင်လယ်ကမ်းခြေကိုခေါ်သွားခဲ့ပါတယ်။နှစ်ယောက်စလုံးဟာသူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုကိုပြန်တွေးမိနေကြတာပေါ့။အဲ့ဒီတုန်းကချီဟီရိုဟာကလပ်ကနေထွက်လာပြီးလမ်းတွေပေါ်မှာအထီးကျန်စွာရှောက်သွားနေတော့မိုးသေးထန်စွာရွာသွန်းမှုကြားမှာလုံးဝတက်တောင့်တက်တာရှိပုံရတဲ့အတော်ဒေဟေးကိုတွေ့ပြီးပင်လယ်ရင်းကြီးဘန်ဒိုကိုမာခဲ့တာပါ။အတော်ဒေဟေးကအရန်ကျင်နာတက်ပြီးကြက်ကြော်ကျွေးရုံတင်မကပဲနှွေးထွေးစွာဖက်လိုက်ခဲ့လို့ချီဟီရိုဟာဘဝမှာဒုတိယအကြိမ်မြောက်လူသားတစ်ယောက်ရဲ့နှွေးထွေးမှုကိုခံစားခဲ့ရတာဖြစ်ပါတယ်お姉さんはお仕事帰り？いえ。今は前の仕事を辞めて、ちょっと長めのお休み中で。そう。どんなお仕事してたの？風俗業でした。そう。その一人目が、千尋さん。もし、たえちゃんが私のお母さんだったら、私はどんな大人になってたんだろうな。でも、今より素敵な人にはなってないんじゃない？今のあなたが、とっても好きよ。ချီဟီရိုဟာမိမိရဲ့စနစ်ကိုမရွေးချယ်နိုင်ခဲ့ပေမဲ့ဘဝနေထိုင်မှုပုံစံနဲ့ကဘာကြီးပေါ်ထားရှိတဲ့ကျင်နာတတ်တဲ့သဘောထားကိုတော့ကိုယ်တိုင်ရွေးချယ်ခဲ့တာပါ။နောက်တစ်နေ့မှာတော့ချီဟီရိုကိုချစ်ကြတဲ့လူအုပ်စုကြီးဟာဘန်ဒိုဆိုင်လေးမှာစုဝေးမိကြပြီးစကားပြောတဲ့ရေမောတန်တွေနဲ့ယာယီမိသားစုတစ်ခုလိုပျော်ရွှင်စရာလေးလူကြီးဖြစ်ပေါ်နေခဲ့ပါတယ်။သို့တော်လည်းလူတိုင်းပျော်ရွှင်နေကြတဲ့အချိန်မှာပဲချီဟီရိုဟာထုံးစံအတိုင်းဘသူ့ကိုမှနှုတ်မဆက်ပဲတိတ်ဆိတ်စွာပို့ထွက်သွားဖို့ရွေးချယ်ခဲ့ပါတယ်။သူမပျောက်ဆုံးသွားတာကိုဘသူမှသတိမထားမိခင်မှာပဲဒေါ်ဒေလေးတူဦးလေးကခံစားမိပြီးလှမ်းခေါ်လိုက်တဲ့အခါねえ、どうして私が帰ったって気づいたの？だって、寂しい気配がスーッてしなくなったんだもん。そりゃ気づくわよ。どこか遠くに行こうかなって思ってる？もういいんじゃない？どこにも行かなくても、あなたなら、どこにいたって、孤独を手放さずにいられるわ。ချီဟီရိုရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေဝဲတက်လာခဲ့ပါတယ်။သူမကိုအကောင်းဆုံးနားလည်ပေးနိုင်တဲ့သူတွေရှိနေပြီဆိုတာသိလိုက်ရလို့ပါပဲ။သို့တော်လည်းချီဟီရိုဟာတနေရာထဲမှာအခြေချမနေပဲလွတ်လပ်တဲ့လေပြေတစ်ခုလိုခရီးတစ်တစ်ခုကိုထပ်မံစတင်မှုရွေးချယ်ခဲ့ပါတယ်။သူမဟာဝေးလံတဲ့ကြီးလက်ဒေတာကမွေးမြူရေးချမ်းတစ်ခုမှာအလုပ်လုပ်ဖို့ထွက်ခွာသွားခဲ့ပြီးထိုနေရာမှာသူမတခါမှမသိခဲ့ဘူးတဲ့တိတ်ဆိတ်ငြိမ်သက်ခြင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ただのお弁当屋さんです。နောက်ပိုင်းမှာအတော်ဒေဟေးဆေးရုံကဆင်းလာပြီးသူမရဲ့ခင်ပွန်းကိုမေးကြည့်တဲ့အခါအလုပ်တွေအရန်များနေတဲ့အတိတ်တုန်းကချီဟီရိုဟာဘန်ဒိုဘူးကိုဟင်းသီးဟင်းရွက်တွေပါမကျန်အကုန်ပြောင်းစင်အောင်စားတောက်ပြီးချီကျူးခဲ့လို့အလုပ်ခန့်ခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်။ချီဟီရိုဟာဘယ်နေရာရောက်ရောက်လူတွေကိုပျော်ရွှင်မှုနဲ့နှွေးထွေးမှုတွေပဲပေးစွမ်းနိုင်ခဲ့တဲ့ထူးခြားတဲ့မိန်းကလေးတစ်ယောက်ပါあんなに美味しそうに食べる人が悪い人なわけがないってそう思ったんだ。တငယ်ချင်းတို့ရောအလုပ်တွေဘဝတွေကြောင့်နည်းနည်းပင်ပန်းနွမ်းနယ်နေပြီလားဒါဆိုရင်စိတ်ကိုအေးချမ်းစေပြီးကျဉ်းနှံမှုတွေနဲ့ပြည့်ညက်နေတဲ့ဒီရုပ်ရှင်လေးကိုညနေခင်းတစ်ခုမှာအချိန်ပေးပြီးကြည့်ရှုဖို့အကြံပြုပါရစေ။တင်းရဲ့လက်တွေ့အခြေအနေတွေကိုချက်ချင်းမပြောင်းလဲနိုင်ရင်တော့မှအနည်းဆုံးတော့တင်းရဲ့နှလုံးသားကိုအတိုင်းအတာတစ်ခုအထိငြိမ်းချမ်းမှုပေးစွမ်းနိုင်မှာသိကြပါရစေ။